ဒီနေ့မှာတော့ဒီကိုရဲ့မှန်လေးကိုဖြည့်ပေးခြင်းလို့ပါရှင်ဘယ်လိုရောင်းပါတယ်လဲခင်ဗျာတဲ့ဈေးနှုန်းလေးသိကျင်ပါတယ်တဲ့အသုံးပြုနည်းလေးလဲတဲ့ပြောပြပေးပါခင်ဗျာဆိုတော့အရေးကြီးတဲ့အချက်လေးတွေကိုမေးထားတာဖြစ်တဲ့အတွက်ဒီနေ့ပြောပြပေးလိုက်ပါမယ်နော်အကိုကြီးအဲ့တော့ဒီကိုမှတ်ထားတာကအမရဲ့ဟော်ဒီကဟဲစီတန်လေးကိုမှတ်ထားတာဖြစ်ပါတယ်အသုံးပြုနည်းလေးကိုအရင်ဆုံးပြောပြခြင်းပါတယ်ရှင်အသုံးပြုနည်းလေးကတော့ခေါင်းလျှော့တဲ့အချိန်ပဲဖြစ်ဖြစ်ခေါင်းမလျှော့ခင်နှက်စီအဖြစ်လဲသုံးလို့ရတယ်လို့ခေါင်းလျှော့ပြီးသွားတဲ့အခါတိုင်းလဲသပင်မဆိုးမချဖြစ်နေတဲ့အချိန်မှာလည်းအသုံးပြုလို့ရပါတယ်ရှင်။အုံးစီလို့တစ်နေ့ကို2ကြိမ်3ကြိမ်လောက်ကိုအသုံးပြုလို့ရပါတယ်ရှင်။အကယ်၍သပင်ပါနေတယ်ဆိုရင်သပင်ပါတဲ့နေရာလေးကိုသူ့ဒီမှာပါတဲ့ကျွတ်တန်လေးတစ်ဝက်လောက်နဲ့နှမ်းဆန့်အောင်ဒီလိုခေါင်းလေးကိုတိတ်နေပြီးတော့ထည့်ပေးလို့ရပါတယ်ကိုကြီး။ဈေးနှုန်းလေးကတော့2000နဲ့9000ပါရှင်။သူ့ရဲ့ပါဝင်ပစ္စည်းလေးတွေကပဲနက်သားစီဂျိုဂျိုးပါစီထောပတ်တီစီဟက်ကော်လက်ဂျင်ဗီတာမင်အီတို့နဲ့အချို့ကြပေါင်းဆက်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဆန်သားတွေကိုအသစ်ထွက်ဖို့အတွက်ကို100%အာမခံမှုနဲ့ရောင်းချပေးနေပါတယ်ရှင်။နယ်ဝေးသမားတွေဆိုရင်တော့အိမ်ရငွေကြေးစနစ်နဲ့ပို့ဆောင်ပေးနေပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။